ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံအာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီး Miss Maria Teresa Pereño Lazaro ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကဒီကနေ့မွန်းလွဲပိုင်းမှာနေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးအေကမ်းမှာလာရောက်ဂါရဝပြုတွေ့ဆုံပါသည်အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရေဝင်ဦးကော်မရှင်အဖွဲ့ဝင်နိုင်ငံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတို့တက်ရောက်ကြပြီးအာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံရေးဝန်ကြီးနဲ့အတူမြန်မာနိုင်ငံဆိုင်ရာဖိလစ်ပိုင်နိုင်ငံတန်ယုံမှတာဝန်ရှိသူများတက်ရောက်ကြပါသည်အဲဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့အတွင်းပူးပေါင်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်လျက်ရှိမှုခြေအနေများနဲ့မြန်မာနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့အကြားတန်တမာဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုခြေအနေများ2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုများကြီးမားစွာဖြစ်ပွားခဲ့ပြီးနိုင်ငံတော်ရဲ့အာဏာကိုမတရားသောနည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့မှုကြောင့်နိုင်ငံတော်ရဲ့တာဝန်ကိုမလွဲတာမရှောင်သာရယူခဲ့ရတဲ့ခြေအနေများမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရေးနဲ့မဲစင်းများမှန်ကန်မှုရှိစေရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းအားအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ကြံရှိတဲ့မြို့နယ်များမှာရွေးကောက်ပွဲအပိုင်း2နဲ့အပိုင်း3ကိုဆက်လက်ကျင်းပပြုလုပ်သွားမယ့်အခြေအနေများရွေးကောက်ပွဲအပိုင်း1ကျင်းပပြုလုပ်ချိန်မှာနိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်လေ့လာခဲ့မှုနဲ့ဖိလစ်ပိုင်နိုင်ငံမှလည်းပါဝင်ဆောင်ရွက်ခဲ့ပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့သုံးသပ်မှုများကိုရရှိခဲ့မှုအခြေအနေများမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြုလုပ်နေခြင်းသည်မြန်မာနိုင်ငံသားများအားလုံးရဲ့ဒီမိုကရေစီအခွင့်အရေးများမဆုံးရှုံးစေရေးဆောင်ရွက်ပေးတဲ့အခြေအနေများမြန်မာနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့အကြားနိုင်ငံရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ကုန်သွယ်မှုကဏ္ဍတို့မှာပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့မြန်မာနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့အတွင်းပူးပေါင်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ဆက်လက်မြင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်တွေ့ဆုံပွဲပြီးမှနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီးတက်ရောက်လာကြသူများနဲ့အတူမှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ